မင်္ဂလာပါချစ်လားစွာသောဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဝါရင်းကာလတတိယတနင်္ဂနွေနေ့ရဲ့နှုတ်ကပတ်တော်ကနေကျွန်တော်တို့ကိုထောက်ရှုဖို့ပေးတဲ့အကြောင်းအရာကတော့လူသားတွေရဲ့စာလောင်မွတ်သိမ့်ခြင်းဖျားသခင်ရဲ့ဖြည့်သိမ့်ပေးခြင်းဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ထောက်ရှုကြရမှာဖြစ်ပါတယ်ပထမကျမ်းစာမှာဣသရေလလူမျိုးတွေကိုဖျားသခင်ကကြောက်ဆောင်တဲ့ကရေထွက်လာစေပြီးရေတိုက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြားရတယ်။ဣသရေလလူမျိုးတွေဟာတဲဂန္ဓယခီးကိုတွားနေကြရင်းနဲ့ရေစာကြတဲ့အချိန်ရေငတ်ကြတဲ့အချိန်သူတို့ရဲ့ယုံကြည်ခြင်းတွေပြက်ပြားလာပြီးဖျားသခင်ကိုစုံစမ်းခဲ့ကြတယ်။ဖျားသခင်ကငါတို့နဲ့အတူတူရှိမရှိကိုစမ်းသပ်ကြရအောင်ဆိုပြီးတော့သူတို့ကပြောခဲ့ကြတယ်။တဲဂန္ဓယထဲမှာဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင်းရာတွေဖျားခင်သူတို့ပေါ်မှာဘလို့မျိုးကြီးစုဆောင်းလျှောက်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတွေအများကြီးကိုတွေးခဲ့မြင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ဟာဖျားခင်ကိုပြန်ပြီးတော့စုံစမ်းကြင်ကြသေးတယ်။ဖျားခင်ကသူတို့ရဲ့ယုံကြည်မှုအားနည်းခြင်းကိုဝေမယူဘဲနဲ့သူတို့တောက်ဆရာကြီးကိုပေးခဲ့တယ်။မိုးစေကိုပြောတယ်ဟောရက်ဆိုတဲ့အနေရာကိုသွားအဲ့ဒီကြောက်ဆောင်ပေါ်မှာငါရှိမယ်လို့ပြောတယ်လူတွေကဖျားသခင်ငရိုးတဲ့ရှိမရှိကြည်ကြရအောင်ဆိုပြီးတော့စုံစမ်းတယ်ဖျားသခင်ကငါရှိနေမယ်ဆိုပြီးတော့အာမခံချက်ကိုပြီးခဲ့တယ်တခါတည်းကျွန်တော်တို့ရဲ့ပြက်ကွက်မှုတွေရှိနေရင်တောင်မှဖျားသခင်ကစိတ်မပြတ်ဖဲကျွန်တော်တို့ရဲ့လိုအပ်တဲ့အရာတွေကိုဆက်လက်ပေးသနာနေသေးတယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်တွေ့ကြုံခံစားကြရမှာပဲဒုတိယကျမ်းစာမှာရှင်ပေါလုကငါတို့ရဲ့ကယ်တင်ခြင်းဟာဖျားခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတာမျိုးကိုပြောပြတယ်ငါတို့ဟာအပြစ်တွေဖြစ်နေသေးတယ်ငါတို့ဟာအားနည်းနေသေးတယ်အဲ့ဒီအချိန်မှာတောင်မှဖျားခင်ကငါတို့အတွက်အသေးခံခဲ့တယ်ဆိုပြီးတော့ရှင်ပေါလုကရှင်းပြပေးတယ်ဒါကိုပြောတာဘာလဲဆိုရှင်ဖျားခင်ရဲ့မေတ္တာတော်ဖျားသခင်ရဲ့ကယ်တင်ခြင်းဆိုတာငါတို့လူသားတွေထိုက်တန်လို့မဟုတ်ဘူးဖျားသခင်ဘက်ကသူ့ရဲ့ကောင်းမြတ်ခြင်းနဲ့ပေးသနာတဲ့ကျေးဇူးတော်တက်တက်ဖြစ်တယ်ဆိုတာမျိုးကိုရှင်းပြခဲ့ခြင်းဖြစ်တယ်ဖျားသခင်နဲ့ကျွန်တော်တို့ပြန်လဲကြည်အေးကြတယ်ဆိုတဲ့နေရာမှာလူကြရာအကုန်လုံးရမယ်ဒုက္ခဆင်းရဲခြင်းတွေမရှိဘူးဆိုတော့မဟုတ်ဘူးပေါ့ကိုယ့်ရဲ့ဘဝမှာဒုက္ခဆင်းရဲခြင်းတွေရှိအောင်မယ်ပြဿနာတွေရှိအောင်မယ်ဒါပေမဲ့ကျွန်တော်တို့ဟာဖျားသခင်ထံမှာတိုးဝင်ချင်းကပ်နိုင်စွမ်းကိုကျွန်တော်ရရှိခဲ့ကြခြင်းဖြစ်တယ်ဆိုတာမျိုးကိုရှင်ပေါလုကရောမမျိုးသားတွေကိုရေးသားထားခဲ့တဲ့စာမှာကျွန်တော်ဖတ်ရှုကြရတယ်လူသားတွေရဲ့သဘောတဘာဝကကိုယ့်ရဲ့အမှားယွင်းတွေကိုအပြစ်တင်ပြောဆိုတာထက်ဒီအမှားယွင်းတွေကိုဘယ်လိုမျိုးကြော်လွှားနိုင်မလဲမှားယွင်းနေတဲ့ဘဝတက်တာကနေဘယ်လိုရုံးထွက်သွားနိုင်မလဲဆိုတာကိုကူညီပေးတဲ့လူကိုပို့ပြီးတော့လိုချင်တောင်းတကြတယ်ဒီဆာမာရိတန်အမျိုးသမီးနဲ့သခင်ခရစ်တော်ရဲ့တွေ့ကြုံမှုကအဲ့ဒါပါပဲဆာမာရိတန်အမျိုးသမီးကလူသူတွေမလာတဲ့မွန်းတဲ့အချိန်ကြီးမှာရေတွင်းကိုရောက်လာခဲ့တယ်ရေခတ်ဖို့လာတာထက်သူ့ရဲ့နှလုံးသားထဲမှာလိုချင်နေတဲ့အရာတွေအများကြီးရှိနေသေးတယ်မျှော်လင့်ခြင်းတွေပျောက်နေတာဖြစ်မယ်နားလဲပေးနိုင်တဲ့သူတွေမရှိတော့တဲ့အနေအထားမျိုးမှာရှိနေမယ်ဒီဆာလောင်မှုအများကြီးနဲ့ဒီဆာမာရိတန်အမျိုးသမီးကရေတွင်းကိုရောက်လာတယ်သခင်ခရစ်တော်ကဂျူးမျိုးတွေတာမန်ဂျူးလူမျိုးတွေတောင်မှမသွားတဲ့ဆာမာရိတန်နယ်ထဲကိုသွားခဲ့တယ်။သွားပြီးတော့ဂျူးလူမျိုးတယောက်ဖြစ်ပါရဲ့နဲ့ဆာမာရိတန်အမျိုးသမီးတယောက်ကိုသွားပြီးစကားပြောခဲ့တယ်။အမျိုးသမီးနဲ့စကားပြောနေရင်းနဲ့သူ့အကြောင်းတွေသိလာတာမဟုတ်ဘူး။သခင်ခရစ်တော်ကဒီအမျိုးသမီးကိုစတွေ့ကြတဲ့ကသူ့ရဲ့အနေထားသူ့ရဲ့ဘဝကိုသိပြီးသားဖြစ်တယ်။နောက်မှသိလာတာမဟုတ်ပါဘူး။သိလို့လည်းတခေဆိုအမျိုးသမီးအကြောင်းတွေကိုပြောပြတယ်။တော့မင်းမှာလင်ယောက်ျား9ယောက်ရှိခဲ့ဘူးတယ်လို့ပြောတယ်။တကယ်တမ်းဆိုလို့ရှိရင်တော့မင်းမှာယောက်ျားတွေအများကြီးရှိတယ်။တော့ဒီအမျိုးသမီးလိုချင်နေတဲ့ချစ်ချင်းမြတ်တာမျိုးဒီအမျိုးသမီးလိုချင်နေတဲ့နားလေလက်ခံမှုမျိုးကိုဘယ်သူမှမပေးစွမ်းနိုင်ခဲ့ဘူး။သူ့ရဲ့စာလောင်မှုကတကယ်တော့ကျွန်တော်လူသားတွေရဲ့စာလောင်မှုပါပဲ။ကိုယ့်ကိုနားလဲပေးမဲ့လူကိုယ့်ကိုလက်ခံမဲ့လူကိုရှာဖွေနေကြတဲ့သူတွေကြီးပဲဖြစ်တယ်
ကိုယ်နားလည်ပေးမဲ့လူကိုယ့်ကိုလက်ခံမဲ့လူကိုယ့်ရဲ့အတိတ်ဘဝရဲ့အပြစ်အနာစာတွေကိုသိပေမဲ့လို့လဲအပြစ်မတင်ဘဲနဲ့ဒီအပြစ်တွေကရုံးထွက်နိုင်ဖို့အတွက်ဆွဲထုတ်ပေးတဲ့လူအဲ့ဒီလူကိုဆာမရိတန်အမျိုးသမီးကသခင်ခရစ်တော်စီမှာတွေ့ခဲ့တယ်တစ်ချိန်တော့ကသူရှက်နေကြောက်နေတဲ့အပြစ်တွေကရှက်เสียကြောက်စရာမဟုတ်တော့ဘဲနဲ့ကယ်တင်ရှင်ကိုမြင်နိုင်မှုအတွက်လှေကထစ်တွေဖြစ်သွားတယ်သခင်ခရစ်တော်နဲ့တွေ့ပြီးတော့ရွာထဲမှာသွားပြောတယ်ကျမရဲ့အတိတ်ဘဝအကြောင်းတွေကိုသိနေတဲ့သူကိုလာကြည့်ကြပါလို့ပြောခဲ့တယ်သူဟာခရစ်တော်ဖြစ်မယ်ထင်တယ်သူဟာကယ်တင်ရှင်ဖြစ်မယ်ထင်တယ်သူဟာမက်ဆီးယားဖြစ်မယ်ထင်တယ်ဆိုပြီးတော့သခင်ခရစ်တော်ကိုတက်တည်ခံစရာအကြောင်းတွေဖြစ်သွားတယ်သူရဲ့အမှားယွင်းတွေကနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်လှေကတစ်တွေဖြစ်ခဲ့တယ်။ဘာဖြစ်လို့လဲ။သူ့ကိုအမှန်တကယ်နားလည်ပေးမဲ့လူကိုသူတွေ့ခဲ့တယ်။သူ့ရဲ့အမှားယွင်းတွေဆွဲထုတ်ပြီးတော့ဘဝရဲ့မျောလင်းချက်အသစ်တွေကိုပြန်ပြီးပေးခဲ့တဲ့ပုံကိုဖြစ်တယ်။ဒီအရာတွေကသူ့ကိုအထက်ကိုပြန်ပြီးတော့တက်ဆင်နိုင်ခဲ့ခြင်းဖြစ်တယ်။ဝါရင်းကာလရဲ့တတိယတနုနေ့မှာကိုယ့်ရဲ့ဘဝကိုပြန်ပြီးတော့စဉ်းစားကြည့်ကြရအောင်။ကျွန်တော်စာလောင်မွတ်သိမ့်နေတဲ့အရာတွေကဘာတွေလဲ။ဒီစာလောင်မွတ်သိမ့်ခြင်းတွေကိုဖြည့်သိမ့်ပေးနိုင်တဲ့ပုံကဘယ်သူဖြစ်မလဲ။ကျွန်တော်တို့အားလုံးကိုထာဝရဘုရားသခင်ကောင်းချီးပေးတော်မူပါစေ။